မင်္ဂလာပါဒီနေ့လည်းအတိတ်ဖန်ဝမ်းမြောက်ကြမှာစွာဖြင့်အသက်ရှင်ခွင့်ပေးတဲ့ဘုရားခင်ကြီးစုတော်ကိုအထူးပဲချီးမွမ်းပါတယ်ဘုရားခင်နာမတော်တာယာဘုန်းကြီးပါစေဒီနေ့အချိန်နဲ့ငယ်ရတဲ့အခိုက်မှာဘုရားခင်နှုတ်ကပတ်တော်ကိုဆင်ခြင်ကြပါစို့နိကောခန်းကြီးစနစ်အပိုင်းငယ်9မှာ9ဖြစ်ပါတယ်ဒီနေ့ဆင်ခြင်မဲ့အကြောင်းအရာရဲ့ကောင်းစဉ်ကတခိကျေးဇူးဟာကျွန်တော်မတို့အတွက်လုံလောက်ပါတယ်ဆိုတဲ့ကောင်းစီဖြစ်ပါတယ်ငါခံရသောဗျာဒိတ်တော်အလွန်ထူးမြတ်၍ငါဒီထောင်လွှားသောစိတ်မရှိစေခြင်းကငါကိုတန်ခတ်သောစာသာ၏တမန်တီးဟုသောငါကို၌ဆူသောဆူကိုပေးတော်မူ၏ထိုဆင်းရဲခြင်းနှင့်လူမြေကြောင့်သုံးကြိမ်မြောက်အောင်သခင်ဖျားကိုငါဆူတောင်း၍တနာခံတော်မူပြီလင်ငါကျေးဇူးသည်တည့်အဖို့လောက်ပေ၏ငါတကိုးသည်အားနေခြင်းအဖြစ်၌ဆုံးလေတတ်သည်ဟုမိတော်မူ၏အာမင်ဘုရားသခင်နှုတ်ကပတ်တော်အားဖြင့်တယောက်ရှိတိုင်းပေါ်ဘုရားသခင်ကောင်းကြီးပေးပါစေတမန်ကျမ်းစာမှာဖော်ပြပါတယ်ငါမာနထုံလွှားသောစိတ်မရှိအောင်ငါလောဘမရှိအောင်ငါမာနမကြီးအောင်အာတမကြီးအောင်ဘုရားသခင်ကစန္ဒာမာနပေးတဲ့ဇူးကိုထည့်ပေးတယ်ဆိုတာဖော်ပြထားပါတယ်တခါတည်းရှင်ပေါလုလည်းမာနကြီးတတ်တဲ့အတွက်ကြောင့်ဘုရားသခင်ကရှင်ပေါလုမာနမကြီးအောင်စန္ဒာမာနပေးတဲ့ဇူးကိုဘုရားသခင်ကထည့်ပေးတယ်ဆိုတာတွေ့ရတယ်စန္ဒာမာနပေးတဲ့ဇူးကရှင်ပေါလုအထက်မှာဝင်လာတဲ့အခါမှာရှင်ပေါလုတခါတည်းလူအနေနဲ့မခံနိုင်ဘူးမခံစားနိုင်ဘူးတို့ပါတော့ကြောင့်ရှင်ပေါလုကတခင်ဖျားကိုဆူတောင်းတယ်တခင်ရှုကိုဆူတောင်းတယ်ကိုတော်ကျွန်တော်အထဲမှာစာသာပေးတဲ့ဆူကိုနှုတ်ပေးပါကျွန်တော်ကိုကယ်တင်ပေးပါလူမြောက်ခြင်းကိုပေးပါသုံးကြိမ်မြောက်အောင်သူဆူတောင်းတယ်ဆိုတာတွေ့ရတယ်ရှင်ပေါလုသုံးကြိမ်မြောက်အောင်ဆူတောင်းပြီးနောက်ပိုင်းတခင်ရှုကရှင်ပေါလုကိုစကားတခွန်းလာပြောပါတယ်ငါကျေးဇူးဟာတင့်အဖို့လောက်ပါတယ်ငါတကောဟာအားနေတော့သူတို့အဖို့လိုလောက်ပါတယ်လို့ပြောပါတယ်အာမင်ချစ်တော်ဓမ္မမိတ်ဆွေများကျွန်တော်တို့ဘုရားသားသမီးများဖြစ်တဲ့အလျော်စွာလူတိုင်းလိုမှာပေါ့နော်သူ့နေရာနဲ့သူအခက်ခဲတွေရှိပါတယ်သူ့နေရာနဲ့သူပြဿနာတွေရှိပါတယ်သူ့နေရာနဲ့သူမာနမကြီးအောင်လောဘမကြီးအောင်အာသမကြီးအောင်ဝါကြွားခြင်းမရှိအောင်ကိုပြိုင်ခြင်းမရှိအောင်တခါတည်းဘုရားသခင်ကစန္ဒာမာနပေးတဲ့ဆုကိုထက်တတ်ပါတယ်ထို့တို့ခံစားနေရတဲ့အခါမှာကျွန်တော်တို့ဘယ်လိုခံယူရမလဲဆိုရင်တခင်ယေရှုဟာကျွန်တော်အဖို့လောက်ပါတယ်တခင်ယေရှုဟာကျွန်တော်အဖို့လုံလောက်ပါတယ်ဆိုတော့ယုံကြည်ချက်နဲ့ခံယူချက်နဲ့ကျွန်တော်တို့အသက်ရှင်ဖို့ဖြစ်တယ်အာမင်ကျွန်တော်တို့တခါတည်းအားနဲ့တတ်ပါတယ်တခါတည်းလည်းမကြမ်းမမာဖြစ်တတ်ပါတယ်တခါတည်းလည်းအခက်အခဲပေါင်းများစွာကြုံရတတ်ပါတယ်လောကကြီးမှာဆရာမြောက်များစွာကတရားဟောတယ်အမှုတော်ဆောင်ဆရာတွေကမဖျားရဘူးမနာရဘူးပြဿနာမကြုံရဘူးစသဖြင့်ပြောပါတယ်ယေရှုနာမနဲ့အောင်မြင်ရမယ်အမျိုးမျိုးပေါ့နော်ဒါပေမဲ့တမန်ကျမ်းစာမှာဒီလိုမဖော်ပြဘူးရှင်ပေါလုကိုယ်တိုင်တော်မှတကိုးကြီးတဲ့ရှင်ပေါလုဖြစ်တယ်သူတစ်ပါးကိုအနာငြင်းနိုင်တဲ့ရှင်ပေါလုဖြစ်တယ်ရှင်ပေါလုရဲ့ခပါတွေရှင်ပေါလုရဲ့ပဝါတွေဟာတကိုးတွေနဲ့လူတွေကိုကြားမှစေခဲ့တယ်သို့တော့ဒီနေ့တစ်ချိန်ရောက်တော့ရှင်ပေါလုရဲ့အသက်တာမှာဝါကြွားခြင်းမရှိအောင်လောဘမရှိအောင်အာသမရှိအောင်ကိုပြိုင်ခြင်းတွေမရှိအောင်ဘုရားသခင်ကစာသာပေးတဲ့ဆုကိုထည့်ပေးလိုက်ပါတယ်ကျွန်တော်တို့အတက်တာမှာဒီလိုစာသာပေးတဲ့ဆုတွေမပါလာနိုင်ဘူးဘုရားသခင်မထည့်ပေးဘူးလို့ဘယ်သူမှညင်းလို့မရဘူးထို့သောခံစားရတဲ့အခါမှာတခင်ယေရှုဟာကျွန်တော်တို့အတွက်လုံလောက်ပါတယ်အာမင်ဒါကြောင့်ဘယ်လိုအခက်အခဲမျိုးတွေဘယ်လိုပြဿနာမျိုးတွေရင်ဆိုင်နေရပါလေစေတခင်ယေရှုဟာကျွန်တော်တို့အတွက်လုံလောက်ပါတယ်ဆိုတော့ခံယူချက်နဲ့ဘုရားသခင်နှုတ်ကပတ်တော်အဖြစ်ခွန်အားယူပြီးမှတက်ရှင်ကြပါစို့လို့နှုတ်ကပတ်တော်အဖြစ်တက်တေခါဝင်ငါပါတယ်အားလုံးပေါ်ဘုရားသခင်ကောင်းချီးပေးပါစေအာမင်